Hello အားလုံးပဲမင်္ဂလာပါရှင်ကျမနီနာပါ group နီနာမှာကြိုဆိုပါရစေဆိုတော့ဒီနေ့ရဲ့ခေါင်းစဉ်လေးကိုကျမကောင်းတာကိုစေမကောင်းတာကိုပဲဆိုပြီးတော့စဉ်းစားထားဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဗောနော်ကျမတို့နေ့စဉ်ဘဝမှာတစ်ခုခုကြုံလာပြီဗောနော်အဲ့လိုဆိုရင်ကျမတို့အကောင်းဆုံးနဲ့အဆိုးဆုံးကိုစိတ်ကဗောနော်ရှင်တွဲပြီးတွေးမိတတ်တယ်ဒါလူတဘာဝပဲဗောနော်အဲ့ဒီကြားထဲမှာကျမတို့စိတ်ရောကိုယ်ပါဟန်ချက်ပြန်ညီစီတဲ့အကောင်းဆုံးနည်းလမ်းကိုရှာဖွေပြီးတော့စူးစမ်းရုန်းကန်ကြရတာနဲ့ဗောနော်အဲ့ဒီကနေပြီးတော့တစင်းကျမဒီအတွေးလေးကိုရခဲ့ပါတယ်ဆိုတော့ဗောနော်ကျမတို့ပထမဆုံးတစ်ချက်အနေနဲ့ကျမအာနာချင်းကနေ10တင်နာရဲ့ပဲတင်နာလေးရေကိုပြောပြမယ်ဗောနော်အာနာချင်းကကောင်းလားဆိုတော့တချို့နေရာတွေမှာကောင်းမယ်လीနော်ဘာလို့ဆိုတော့ယဉ်ကျေးမှုတစ်ခုလိုလည်းဖြစ်နေတာဟုတ်ကွာအာနာတယ်ဆိုတာစကားလုံးတစ်ခုလိုပဲသုံးကြတယ်လीနော်အဲ့လိုဆိုတော့ဒီအာနာချင်းကနေပြီးတော့ကိုဒုက္ခတွေနဲ့တွေ့ရပြီးကိုနာကျင်မှုတွေနဲ့တွေ့ရပြီးရှုပ်ထွေးမှုတွေဖြစ်စီပြီးဆိုရင်เนาะဒီဒုက္ခနဲ့မှုလျော်ခြင်းမဖြစ်ဖို့တော့အရေးကြီးတယ်ဒါကိုပယ်သင့်တယ်ပေါ့နော်ဆိုတော့အာနာလိုက်တိုင်းကိုလက်ခံရမယ့်အရာတော့မဟုတ်ဘူးအာနာလို့ကိုရှုပ်ထွေးလာစီမယ်ဆိုရင်เนาะဒါကိုမစေပဲရေရဲဝံ့ပယ်ချသင့်တယ်ပေါ့နော်နောက်တစ်ခုပေါ့နော်ကျမတို့အခုကာလမှာဆိုရင်ပို့ပြီးတော့ကြားဖူးကြလိမ့်မယ်ပေါ့နော်ကျမဆိုရင်အမြဲတမ်းနေ့တိုင်းကိုကြားရတယ်ဒီစကားတခုကလေငါကြမှာဘာလို့ဒီလိုဒုက္ခနဲ့ကြုံရတာလဲငါကြမှာဒီလိုမျိုးဘာလို့ကြုံတွေ့နေရတာလဲဘာလို့ရင်ဆိုင်နေရတာလဲဆိုတာကိုလူတိုင်းကြားဖူးကြမယ်ထင်ပါတယ်ဒီတွေးဝင်လာတာကပေါ့နော်မားရွေးနဲ့ခံစားချက်မဟုတ်ဘူးလို့ပြောချင်ပါတယ်ပထမဆုံးဒါကိုသိလိုက်တာအရန်ကောင်းတယ်ပေါ့နော်သိရှိမှကျမတို့ healing ပေါ့နော်ပြန်လည်ကုသဖို့အတွက်အကောင်းဆုံးအခြေအနေတစ်ခုပါဘာလို့လဲဆိုပထမဆုံးကကျမတို့အနာတိမှစီးရှိရဲဆိုတဲ့ပုံစံမျိုးပဲပေါ့နော်ဆိုတော့ကိုကနာကျင်နေမှန်းသိတယ်ငါ့ကိုနာကျင်စေတဲ့အရာကဘာဆိုတာသိပြီဆိုရင်ကျမတို့ကဒါကိုပယ်ချဖို့အတွက်အခွင့်အရေးတစ်ခုပါပဲဒါကြောင့်မို့ဒီနာကျင်မှုကိုသိဝါတာကကောင်းတဲ့ကိစ္စတည်းရဲ့လို့ပြောချင်တာပါအဲ့လိုဆိုတော့ဒါလေးကိုဆယ်ပြီးတော့ခကြောင်မကောင်းတဲ့အရာကိုပယ်လိုက်ဖို့လေအကြံပြုပြစီနောက်တစ်ခုပေါ့နော်ကျမတို့ကပေးတဲ့သူရှိတိုင်းကိုကပိုင်ဆိုင်မှုဖြစ်သွားတာမဟုတ်ဘူးလीနော်ပေးတဲ့သူရှိအောင်တော့လက်ခံမှုရှိမှပိုင်ဆိုင်မှုဆိုတာဖြစ်လာတာလीနော်ဆိုတော့ခါကြတော့ကိုနာကျင်စီရဲ့လောက်ရဖြစ်ဖြစ်ခဏတော့အားနာစီတွေဆိုတာအကြောင်းအရာတစ်ခုကဖန်တီးလာတာလीနော်ဒါကြောင့်မို့လို့ပေးလိုက်တိုင်းကိုကယူမှဖြစ်တာလीနော်ဘလို့စကားမျိုးပဲဖြစ်ဖြစ်ဘလို့နာကျင်မှုပဲဖြစ်ဖြစ်ကိုကဆဲတင်လားပဲတင်လားဆိုတာကိုလူတွေကဘာလို့ပြောလို့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ငါကြမှာခံစားရတာတွေငါကြမှာအာနာတင်တာတွေမလုပ်ပါနဲ့ဆဲတင်မှဆဲပါမဆဲတင်ဘူးဆိုရင်ပယ်ချနိုင်ဖို့အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်ဆိုတာကိုဒီနေ့ရဲ့ topic လေးနဲ့နှီးကုံချုပ်ပြကြရှင်ကျေးဇူးပါ